နောက်တနေ့မနက်မှာတော့မုံတိုင်းတန်ကနေအသက်ရှင်ခဲ့လာကိုမိသားစုကတိလိုက်ရပြီးအံ့ဩသွားကြပါတယ်သူတို့အပြင်ကိုထွက်ကြည့်လိုက်တဲ့အခါကမ္ဘာပေါ်ကသမုတ်တရားတွေအကုန်လုံးပျောက်ကွဲသွားပြီးလှေကြီးကကုန်းပြေပေါ်မှာတောင့်တင်နေတာကိုတွေ့လိုက်ရပါတော့တယ်တကန်းတရာကြီးကိုကြည့်ပြီးအံ့ဩမြင်သက်နေတော့မှဘာဆက်လက်ရမလဲဆိုတာမိသားစုကစဉ်းစားကြပါတယ်။ကက်စီကဖုန်းလိုင်းရှာပြီးမြဘာမှမထူးကြပါဘူး။ဘန်ကတော့တေနေတဲ့ကနန်းနှာခေါင်းနဲ့ဆော့နေပါတယ်။တောင်ကအိမ်မြောင်ကိုချက်ကြည့်လိုက်တဲ့အခါသမလိုက်ဝင်းညိုးစွန်းတွေကပြောင်းပြန်ခစ်သွားတာကိုတွေ့လိုက်ရပါတယ်။ဒီလိုမျိုးနောက်ဆုံးဖြစ်ခဲ့တာကလွန်ခဲ့တဲ့နှစ်ပေါင်း83,000ကျော်နှုန်းကပါ။ကက်စီကတော့သူမရဲ့ချစ်သူတေဆုံးသွားလောက်ပြီဆိုတာကိုသိလိုက်ရတဲ့အခါစိတ်တက်ကြပြီးသွားပုံနေပါတော့တယ်။သူမကိုလာနှစ်သိမ့်ပေးတဲ့မိခင်ကိုပါအပြင်ကိုထွန်းထုတ်လိုက်ပါတယ်။ဂျူလီယာနဲ့တွမ်တို့ကဘာရီခါတွေကျန်သေးလဲဆိုတာကိုစစ်ဆေးနေတော့မှဘန်ကတော့တခြားအသက်ရှင်ကျန်ရဲ့သူတွေတတိထားမိအောင်သူ့ရဲ့မွေးနေ့ဘူးပုံတွေကိုကြောက်လုံးတစ်လုံးနဲ့ချီထားပါတယ်။အဲ့ဒီနောက်မှာတော့တွမ်ကရေဒီယိုကိုထပ်ကြိုးစားကြည့်လိုက်တဲ့အခါနောင်လို့ခေါ်တဲ့ရေငုပ်သင်္ဘောကိပတိန်နဲ့အဆက်အသွယ်ရသွားပါတယ်။သူ့ရဲ့သင်္ဘောလဲကုန်းပေါ်မှာတောင်တင်းနေတာဖြစ်ပြီးတမလိုက်ဝင်းငုံစွန်းတွေကပြောင်းပြန်ဖြစ်သွားတာကြောင့်သမုတ်တရားတွေနောက်ဆုတ်သွားပြီးကုန်းမြေတွေကိုနှင်စွန်းသွားခဲ့တယ်လို့အတည်ပြုပေးပါတယ်။နောင်ကတခြားအသက်ရှင်ကျန်ရဲ့သူတွေကိုမတွေ့သေးဘူးလို့ပြောပြီးစစ်ဆန်ရေးစနစ်တွေကလည်းအကုန်ပြည့်စည်နေပါတယ်။ရုံတကငင်းငလုံးလိုလှုပ်ရှားမှုတွေရှိနေတာကြောင့်ဝင်းညုံစိုးတွေကပြန်လဲပြောင်းလဲဥမှာဖြစ်ပြီးတပတ်အတွင်းမှာပင်လယ်ရေတွေပြန်တက်လာနိုင်တယ်လို့ကောက်လက်ချက်ပေးပါတယ်။ပင်လယ်ရေပြန်တက်လာတဲ့အခါအခြေအနေတွေကတကယ့်ကို crowd အရာမှာချစ်တာကြောင့်မိသားစုကိုတက်နိုင်သမျှမိနေနေရာကိုတက်ထားရဖို့နောင်ကအကြံပေးပါတယ်။သူ့ရဲ့အဖော်ကတော့မတော်တဆမှာတေဆုံးသွားပြီးရေငုပ်ပင်ပေါ်ထဲမှာလူ3ယောက်သား400ရှိပါတယ်။ဂျူလီယာနဲ့တွမ်တို့ကသူတို့ရဲ့ကလေးလေးကိုပဲကဲတင်ပေးဖို့သူ့ကိုနားချပြီးနိုင်တဲ့အတွက်သူကဒီ location ကိုပေးလိုက်ပါတယ်။ရေငုပ်တင်ဘောကိုရှာဖို့2ရက်တာမှမဟုတ်3ရက်လောက်တကြပြီးမြင်တွမ်ကတွက်ချက်လိုက်ပါတယ်။အာဇူကပစ္စည်းတွေထုတ်ပိုင်းနေတော့မှတွမ်ကအနားမှာတစ်ခုခုလှုပ်ရှားနေတာကိုမြင်လိုက်ပါတယ်။အဲ့ဒီကလန်လက်နဲ့တစ်ခုကိုကင်နဲ့ချေးမတန်တဲ့လူနဲ့တလောက်လောက်ဟောင်းနေတဲ့ခွေးတစ်ကောင်ပါ။တွမ်ကတို့စီတို့သွားပြီးရေတန့်ဘူးလေးတစ်ခုပေးလိုက်ပေမဲ့အဲ့ဒီလူပြောတဲ့စကားကိုသူနားမလည်ပါဘူး။ရေတောက်ပြီးလာနဲ့အဲ့ဒီစီးစင်းကတွမ်ကိုရေဘူးလေးနဲ့ရိုက်ပြီးမျက်နှာကိုကန်လိုက်ပါတယ်။ထိတ်လန့်နေတဲ့ဂျူလီယာကပြေးလာပြီးမြနောက်လိုက်သွားပါပြီ။အဲ့ဒီလူကတွမ်ရဲ့ပကြောက်ကိုလန်နဲ့ထိုးလိုက်ပါပြီ။တွမ်ရဲ့ခန္ဓာကိုယ်ကစက္ကန့်အနည်းငယ်ကြာတွန်ခါသွားပြီးနောက်မှအဲ့ဒီလူကသူ့ရဲ့လဲပင်ကိုပါထပ်လေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အဲ့ဒီလူကဂျူလီယာနောက်ကိုလိုက်ပါတော့တယ်။သူလန်နဲ့ပစ်တာကဂျူလီယာရဲ့ပခုံးကိုပဲထိသွားပါတယ်။ဒါကဂျူလီယာကိုမသားစီနိုင်ပါဘူး။သူမလှေစီကိုအပြေးလွှားသွားပြီးကလေးတွေကိုပုံးနေခိုင်းပြီးတကားတွေကိုပိတ်လိုက်ပါတယ်။မောင်နှမ2ယောက်ကဆိုဖာအောက်မှာပုံးနေကြပြီးဂျူလီယာကသူတို့ကိုမီးချီလီဖြစ်တဲ့တနက်ကိုပေးခဲ့ပါတယ်။သူမကိုယ်လိုက်ကတော့ဓာတ်တစ်ချောင်းကိုကင်ပြီးရေချိုးချောင်းတွေမှာပုံးနေပါတယ်။အဲ့ဒီလူကတကားကိုအတင်းထုတ်ပြီးဖွင့်ပြီးအတွင်းထဲကိုဝင်လာပါတယ်။သူကအစားအစာတချို့ကိုယူပြီးလှေအနက်လိုက်ရှာတာကနေနောက်ဆုံးမှရေချိုးချောင်းစီကိုရောက်လာပါတယ်။ဂျူလီယာကတော့နေရန်ကအပေါက်တစ်ခုတည်းကနေအပြင်ကိုထွက်ပြီးသူ့ကိုရှောင်နိုင်ခဲ့ပါတယ်။အဲ့ဒီလူကအပြင်ကိုကြည့်ပေမဲ့သူမကိုမမြင်ပါဘူး။ဒါပေမဲ့ဂျူလီယာကခိုးထွက်သွားဖို့ကြိုးစားတဲ့အချိန်ခွေးကသူမကိုလန့်ဟောင်ပါတော့တယ်။ရုတ်တရက်ခွေးကသူမကိုလှုပ်ရိုက်တိုက်ခိုက်တာကြောင့်ဂျူလီယာကဓာတ်နဲ့တက်ရအောင်သာလဲတခြားနည်းလည်းမရှိတော့ပါဘူး။အဲ့ဒီလူကခွေးအော်တန်ကိုကြားပြီးထွက်လာတဲ့အခါခွေးအသေးကောင်ကိုတွေ့ပြီးစိတ်တက်ပြီးပြိုကွဲသွားပါတယ်။အဲ့ဒီအချိန်မှာဂျူလီယာကလှေပတ်လေကိုခိုးသွားပြီးအပေါ်ထက်ကိုတက်ပြီးပျက်စီးနေတဲ့ပြတင်းပေါက်ထဲကနေအတွင်းထဲကိုပြန်ဝင်လာပါတယ်။ကံမကောင်းတာကအဲ့ဒီလူကသူမကိုအရင်တွေ့သွားပြီးလက်ထီးနဲ့ထိုးချလိုက်ပါတယ်။သူမကိုဆွဲထုတ်ဖို့ကြိုးစားနေစဉ်ဂျူလီယာကပစ္စည်းတွေကိုအတင်းဆွဲထားပြီးကန်ထုတ်နေပါတယ်။အဲ့ဒီနောက်မှာတော့အဲ့ဒီလူကသူမတားလွတ်သွားအောင်လက်ကွက်မှနှိမ့်လိုက်ပါတယ်။သူကသူမရဲ့သပင်ကိုဆွဲပြီးမျက်နှာကိုကြံမြင်နဲ့စောင့်ထုတ်ပြီးဆိုဖာပေါ်ကိုပစ်ပြီးလေပင်ညစ်ပါတော့တယ်။ကလေးတွေကအကုန်လုံးကိုကြည့်နေတဲ့အချိန်မှာစက်မတီးနိုင်တော့တာကြောင့်ခက်စီကထွက်လာပြီးအဲ့ဒီလူကိုမိချချက်ချင်းဆိုသလိုစပြီးကူးဆက်လောင်ကျွမ်းလာတာကြောင့်ကလေးတွေကအပြင်ကိုပြေးထွက်သွားကြပြီးမြင်ဂျူလီယာကတော့အဲ့ဒီလူရဲ့ညက်နှာကိုကန်ပြီးကိုအော်ရီနစ်တွေပါရင်မြေပုံနဲ့သူတို့ရဲ့အိတ်တွေကိုယူဖို့ပြန်သွားခဲ့ပါတယ်။ဘန်နဲ့ခက်စီတို့ကသူတို့အဖေရဲ့ရုပ်အလောင်းကိုဖတ်တွေ့ထားကြပြီးခဏအကြာမှာတော့ဂျူလီယာလည်းသူတို့နဲ့အတူပူးပေါင်းပြီးအားလုံးမျက်ရည်တွေနဲ့နောက်ဆုံးနှုတ်ဆက်လိုက်ကြပါတယ်။အဲ့ဒီအချိန်မှာပဲအဲ့ဒီလူဆိုးကြီးကရွက်လေပေါက်ကနေထွက်လာတာကြောင့်မိသားစုလိုက်ထွက်ပြေးကြရပြီးနောက်ကနေရွက်လေကြီးကအကြီးအကျယ်ပေါက်ကွဲသွားပါတော့တယ်။အတော်ကြာတော့ဒီမိသားစုလေးဟာအနာ